ဘောလုံးနဲ့ဖျားကြီးစကားနားမထောင်ခဲ့တဲ့ဟာလန်မင်္ဂလာပါရှင်ဘိုးဆက MM ကြိုဆိုပါတယ်ကမ္ဘာဖလားတုန်းကဇလာတန်ပြောခဲ့မှုတဲ့စကားကိုနားမထောင်ပြီးလို့ဟာလန်တယောက်အခုဆိုတကယ်နောင်တရနေလောက်ပါပြီဂရုံးစတောက်ဘတ်စကတ်နဲ့ပထမဆုံးကစားတဲ့ပွဲမှာဟာလန်ဟာဒါဝင်နူးညက်စ်တောင်မလွဲနိုင်မဲ့လွဲချော်မှုကြီးကိုလုပ်ပြသွားခဲ့တာပါဘောလုံးနဲ့ဖျားကြီးဇလာတန်ပြောခဲ့တာတကယ်ကိုမှန်နေပါတယ်ရာသီသစ်ဆက်စချင်းမှာဟာလန်ဟာရွှေဝရောင်သပင်ရှည်ကြီးတွေကိုအပြတ်ရှင်းပြီးကီတိုကရုံးပုံစံနဲ့ပွဲထွက်လာလို့လူတိုင်းမြင်သက်သွားခဲ့ကြရပါတယ်။သပင်ပုံစံသစ်နဲ့သူပွဲထွက်လာတာကိုကြည့်ရတာအတော်လေးအမြင်စိမ့်နေပြီးနော်ဝေရဲ့ဘိုက်ကင်းသူရဲ့ကောင်ကြီးဟာ15နှစ်အရွယ်ခြာတိတ်လေးနဲ့တောင်သွားတူနေပါတယ်။ဒါပေမဲ့အခုတော့သပင်တွေညှက်လိုက်တာကိုသူနောင်တရနေတော့ပါပြီ။ကမ္ဘာဖလားတုန်းကဇလာတန်ပြောခဲ့တာမင်းရဲ့စွမ်းအားတွေကမင်းစပင်မှာရှိတာအဲ့ဒါသွားမညက်နဲ့လို့ဆိုပြီးပြောခဲ့တာပါမင်းရဲ့စံတွေလေမာမလွတ်နိုင်တော့တဲ့ဟာလန်ဟာအခုဆိုရင်ရာသီသစ်ရဲ့ပထမဆုံးပွဲမှာပုံမှန်ခြေစွမ်းပြောင်းနေခဲ့ပြီးအပိုင်ကိုသွင်းနိုင်မဲ့အခွင့်အရေးကြီးကိုပါအံ့အားသင့်ဖွယ်ရာလွဲချော်သွားခဲ့ပါပြီ